အမလေးမြတ်စွာဘုရားဟောငါ့ကိုလူမသမီးဘာလုံးမလဲမသိဘူးတော်တော်စိတ်ညစ်ပါတယ်အမလေးလုံးကြပါဦးဒီကြည့်ကြီးကချစ်တယ်မိငါမွေးရတော့လောင်းအောင်တော့မှာပဲဟောရေခဲတွေလားဘာတွေလားမြေပဲလော်တွေလားမသိဘူးငါစိတ်ညစ်တယ်နော်ချက်မွေးတွေရလုတ်ပြန်ပြီးငါရားပါတယ်ဆိုမှငါရားပြီးကြိုက်လိုက်ရင်လည်းငါရိုက်ခရအောင်မယ်ထူပါဦးလေတိခံနေတာပဲကောင်းပါလေလုတ်ပြန်ပြီးကြောက်စိမ့်တုံးနဲ့ငါနှာခေါင်းပေါ်လိုက်ပို့ငါရဲ့ပါးတွေကိုလည်းလိုက်ပို့ငါတော်တော်တိခံနေရတယ်နော်လူမသမီးတွေစိတ်ညစ်လိုက်တာနင်တို့အိမ်မှာနောက်ဘဝဆက်ဆက်ခွေးမဖြစ်ပါစေနဲ့လို့ပဲငါဆူတောင်းပါတယ်လူမရဲ့ငါရဲ့မျက်လုံးကဘာမှမဖြစ်ဘူးငါရဲ့မျက်နှာမှာလည်းနင်တို့လိုမျိုးဝက်ချန်နေအပူဘူးတွေနော်ဘာမှမပေါက်ဘူးငါတန်ရှင်းပြီးသားငါ့ကိုနင်တို့စိတ်ကြိုက်လောက်ကြငါမျက်လုံးကအုပ်ထားတော့ငါဘယ်လိုကြည့်မလို့လူမရဲ့စိတ်ညစ်လိုက်တာခေါင်းပေါ်မှာလေးတူတွေခောက်ကုန်ပြီဘာတွေလဲလုတ်ပြန်ပြီငါရာနာကိုလည်းနှိုက်ပြန်ပြီငါနော်စိတ်ကတိုးလိုက်တိခံလိုက်ပါမယ်ထည့်ပြန်ပြီမျက်စင်းတွေကိုနားနဲ့ထည့်တော့ငါနားကြီးကမ်းသွားမှာပေါ့ကောင်းမရတယ်နော်အေးမြန်လို့နင်တို့ဗီဒီယိုတွေလိုက်တွေ view တွေရချင်တိုင်းငါ့ကိုလို့လုပ်နေကြတာနင်တို့ရတယ်ဘာတွေလုပ်တာတော့တော်တော်စိတ်ကြပါလေဒီလူမအိမ်နောက်ဘဝငါခွင့်မဖြစ်ပါစေနဲ့ကြိုက်တယ်လို့လုပ်ကြပါတော့ပြုံးလေးနေလိုက်ပါမယ်ငါငိုးနေငါမဲ့နေနဲ့ငါရိုက်ခံရအောင်မယ်